ဆိုလန်ဒိုဗီကအပိုင်း68ဒီဘက်မှာတော့မြေဝင်းကြီးလေးလက်နဲ့ပြိုင်ပွဲကြီးရဲ့နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကြီးကိုစတင်ခဲ့ပြီးပါဝင်ရှင်မဲ့ကြမဲ့အဖွဲ့အစည်း၃ခုမှကိုစားပြုပြိုင်ပွဲဝင်အသီးသီးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ပြိုင်ပွဲဝင်အရေးအတွက်ကတော့အောင်သွန်ကိုတဲ့အသင်းကြီးကိုစားပြုဝင်ပြိုင်ပွဲဝင်၃ဦးပြင်ပမာမိတ်အသင်းကြီးမှာပြိုင်ပွဲဝင်၃ဦးနဲ့နောက်ဆုံးရော့တို့ပါဝင်နေတဲ့ရှီးရှေမာမိတ်အဖွဲ့မှာ၃ဦးစုစုပေါင်းပြိုင်ပွဲဝင်9ဦးဝင်ရောက်ရှိမဲ့အနိုင်လူကြမှာပဲဖြစ်ပါတယ်။အဲဒီနံပါတ်ပြိုင်ပွဲကြီးကိုအဓိကစီစဉ်ကြီးကြပ်ပေးနေတဲ့မာအမိတ်အဖွဲ့အစည်းကြီး၃ဦးကလူကြီးတွေကိုမိတ်ဆက်ပေးခဲ့ပြီးအဆိုပါ၃ဦးကလာချင်းမှာပဲသူတို့အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကိုကြီးကျူးထောပနာပြုရင်ဘယ်လိုမျိုးသောစွမ်းဆောင်ရည်တွေနဲ့အနိုင်ယူပြမယ်ဘာညာဆိုပြီးတော့အားချောင်းချရင်အပြန်လာစကားစီထိုးကြပါတယ်။အောင်သွန်ကိုတဲ့အသင်းကြီးကတာဝန်ရှိသူအန်လီထုံဟာသူ့ရဲ့အသင်းသားတွေအပေါ်မှာယုံကြည်မှုရှိလွန်းတာကြောင့်အနိုင်ရမယ့်အသင်းတွေဝိညာဉ်ရွှေတင်းကတန်းတရာတိတိပေးရမှာဖြစ်ကြောင်းကြီးညာခဲ့ပြီးသူ့ရဲ့စကားကိုကြားလိုက်ရတဲ့ပေးတဲ့အားလုံးအောင်တို့အသင်းရဲ့ခြေရောမှုကိုအံ့အားသင့်တုန်လှုပ်သွားခဲ့ကြပါတယ်။အန်လီထုံကိုအားကြမခံသူနောက်တစ်ယောက်ထက်ရှိခဲ့ပြီးသူမကတော့ပြင်ပမာမိတ်အဖွဲ့အစည်းကြီးရဲ့တာဝန်ရှိသူရှန်ကွန်ဝီယာပဲဖြစ်ပါတယ်။သူမကတော့သူမတို့ဂိုင်းရဲ့ရှားပါးရတနာလို့သတ်မှတ်လို့ရတဲ့ရှီအောင်နဂါသွေးနဲ့မွေးဖွားလာတဲ့မိန်းကလေးတို့ကိုခေါ်ဆောင်လာခဲ့တာဖြစ်ပြီးအနိုင်ရရှိသူကိုစုပြေချီးမြှင့်မှာပဲဖြစ်ပါတယ်။ရှီအောင်နဂါသွေးကိုပိုင်ဆိုင်ထားတဲ့မိန်းကလေးဟာနဂါသွေးစီအနေနဲ့မွေးဖွားလာတဲ့သူဖြစ်ပြီးတော့ဝိညာဉ်ဆရာရဲ့ကြီးကြံမှုကိုတိုးတက်အောင်ကူညီပေးနိုင်တဲ့အပြင်ဝိညာဉ်ဆရာပိုင်ဆိုင်ထားတဲ့တိုင်းဝိညာဉ်ရဲ့မူလအခြေခံအုတ်မြစ်ကိုပါပြောင်းလဲစေပြီးနဂါသွေးချုပ်ကိုပိုင်ဆိုင်စေနိုင်တာကြောင့်ဝိညာဉ်ဆရာတယောက်တို့အယံကိုထူးကြပြီးတန်မိုးကြီးမားတဲ့ရတနာသဖွယ်ဖြစ်တည်မှုတစ်ခုလို့တောင်ဆိုလို့ရပါလိမ့်မယ်။မြေဝင်းကြီးလက်နဲ့ပြိုင်ပွဲကြီးကိုကျင်းပရတဲ့တကယ့်အကြောင်းရဲ့အစစ်မှန်ကတော့မောင်ကိုရှားပါတတ်ထုတင်သွင်းမှုကိုလက်ဝဲပိုင်ဆိုင်ခွင့်အတွက်ပဲဖြစ်ပြီးအဖွဲ့အစည်းကြီး၃ခုရဲ့နောက်ွယ်မှာနေလက်တိုင်းပြည်ရဲ့အဆင့်မြင့်ဆုံးသောအထက်တန်းလွှာတွေရှိနေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မဲ့နန်ကုန်းမှာချန်ပီယံစုဟာသူတို့ရှိစေမာမိတ်အဖွဲ့အစည်းကြီးတွေအရန်ကိုအရေးပါအရာရောက်တာမို့ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ရော့တို့သာအနိုင်ရရှိခဲ့မယ်ဆိုရင်သူတို့တို့မခံမနိုင်လောက်တဲ့အထီကိုတန်မိုးကြီးမှတဲ့အစုကြီးတစ်ခုပြည်စင်ထားကြောင်းပြိုင်ပွဲမစတင်ခင်မှာတည်းကပြောပြမလုံးပေးထားခဲ့တာပဲဖြစ်ပါတယ်။နန်ကုန်းမှာရော့တို့ပြည်စင်ပေးထားတဲ့စုလက်ကတော့နေလက်တိုင်းပြည်ရဲ့တောင်ဝမျိုးနယ်တွေသာပိုင်ဆိုင်မှုရှိတဲ့အစင်ကိုဝိညာဉ်ထိန်ပြင်မလွဲအမြောက်ပဲဖြစ်ပါတယ်။ဝိညာဉ်ထိန်လက်နဲ့ပြိုင်ပွဲကြီးရဲ့ဘိုလူပွဲမှာအနိုင်ရရှိသူကိုပေးရမယ်စုကတော့အစင်ကိုအစိမ့်မြဝိညာဉ်လေးဆရာရဲယူလင်ကိုယ်တိုင်ဖန်တီးထားတဲ့အစင်ကိုဝိညာဉ်ထိန်လက်နဲ့ဖြစ်တဲ့နေလက်နှစ်အပ်ပဲဖြစ်ပြီးတော့သူ့ကိုတီနိုထားတဲ့ရဲယူလင်ဟာနေလက်တိုင်းပြည်ရဲ့အတော်ဆုံးဝိညာဉ်လေးဆရာလို့ဆိုလို့ရနိုင်တဲ့ကျင်းုံချန်နဲ့မတိမ်မြေအရင်ရှိသူဖြစ်တာမို့စွမ်းအားကြီးမားတဲ့ဝိညာဉ်လေးလက်တစ်ခုဖြစ်မယ်ဆိုတာကတော့ပြောစရာတောင်မလိုတဲ့အနေအထားပဲဖြစ်ပါတယ်။အဆိုပါရဲယူလင်ကတော့ရှီတန်းရဲ့လူရင်းတယောက်ပဲဖြစ်ပြီးရှီတန်းရဲ့ပြောကြားချက်အရမျက်နှာဖုံးတက်ထားတဲ့ရောက်ရဲ့သေးဥမှန်ကိုသိရှိထားသူပဲဖြစ်ကအခွင့်အရေးရသလိုရှင်းလင်းပြဖို့ပြောထားတဲ့ရှီတန်းရဲ့အမိန့်ကိုလည်းရရှိထားခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ရဲယူလင်ဟာသူဖန်တီးထားတဲ့နီလာနတ်ရဲ့စွမ်းဆောင်အကြောင်းကိုရှင်းပြပေးခဲ့ပြီးနီလာနတ်အားဆိုရင်အမြေပြင်အထက်အမြင့်ပေ1600မီတာလောက်အထိကိုပြန်သန်းပြတက်နိုင်ပြီးသူ့ရဲ့တိုက်ခိုက်မှုတစ်ချက်သာမြေပြင်ပေါ်ကိုကြားခဲ့မယ်ဆိုရင်အချင်း30မီတာလောက်အထိကိုအကျယ်အဝန်းရှိတဲ့ပောက်ကွဲမှုကိုဖြစ်စေနိုင်တဲ့ဝိညာဉ်ထိတ်လက်နက်တစ်မျိုးပဲဖြစ်ပါတယ်။ရဲယူလင်တယောက်ပထမဆုံးဖြစ်တဲ့နီလာနတ်ရဲ့အကြောင်းကိုရှင်းပြပေးချိန်မှာပြိုင်ပွဲကိုစတင်လိုက်ပြီးဖြစ်ကြောင်းကြီးညာခဲ့ပြီးပြိုင်ပွဲဝင်တွေကလည်းကိုစီစိတ်ကူးထားတဲ့ဝိညာဉ်ထိတ်လက်နက်တွေကိုစတင်အပြိုင်ဆိုင်ဖန်တီးကြပါပြီ။တစ်ဖက်မှာလည်းအဆင့်68ဖုံးအောင်သူတို့တွေဖြစ်ကြတဲ့ရွှန်လောင်တဲ့တူကူးစစ်တို့ဟာသူတို့ရဲ့အကြံစီတိုင်းပဲစတင်လှုပ်ရှားလာခဲ့တာကြောင့်ရှီတန်းရဲ့ဘော်ဒီကအမောင်နဂါးသုံးလုံးလှုပ်ရှားရွာသူတို့ကိုအဖော်ပြတိုက်ခိုက်ပေးနေခဲ့ပါပြီ။လူကိုစရာတလောကလုံးမှာအင်အားကြီးဆုံးလို့သတ်မှတ်လို့ရတဲ့အမောင်နဂါးသုံးလုံးလှုပ်ရှားရွာနီလာတိုင်းပြည်ရဲ့အိမ်ဆောင်ခွေဖြစ်မှန်းမသိဖြစ်နေတာကိုသူ့အနေနဲ့အတော်လေးစိတ်ပြတ်မိရဲဆိုပြီးဇကနာထိုးပါတယ်။လုံရှောင်းကလည်းအကိုဖြစ်သူတယောက်လုံးကိုတည်ဆုံးစေခဲ့တဲ့ရှီလန်ငယ်เจ้าနဲ့အတူလက်တွဲလုပ်နိုင်သေးတယ်။သူကိုစီရဲ့ professional ဆံမှုကိုလည်းသူ့အနေနဲ့အထူးပဲလေးစားကြည်ညိုမိပါကြောင်းပြန်လည်ချီပပါတယ်။သူကိုစီကလည်းသူ့ခုလိုလုပ်နေတာပုံကိုကြီးမပါပဲအမိမြေဖြစ်တဲ့ထန်ဝမ်တိုင်းပြည်အတွက်သာအလုပ်လုပ်ပေးနေတာဖြစ်ကြောင်းလုံရှောင်းကသာတစ်ချိန်ကထန်ဝမ်တိုင်းသူပြည်သားတယောက်ဖြစ်ခဲ့တာကိုမှမထောက်အမိမြေကိုကျူးကျော်တိုက်ခိုက်ဖို့ခြေလမ်းပြေနေတဲ့နေလာတိုင်းပြည်အိမ်ဆောင်ဝေးတကောင်လုံနေတဲ့ကို့အဖြစ်ကိုပြန်တွေးပြီးရှက်တိုင်လဲသေးလို့ပါရကြောင်းအပြင်းထန်စကားဆင်ပါတယ်လီယိုနယ်ပဲအပြန်လက်တော်ကီဖုတ်ကြပြီးချိန်မှာသူတို့တွေစတင်တိုက်ခိုက်ဖို့လုပ်ခဲ့ကြပြီးပိုင်နေထားတဲ့ဝိညာဉ်ကွန်းတွေကိုထုတ်ဖော်လိုက်ကြပါတယ်အဆင့်69အဆင့်မြင့်တုံလောနဲ့အဆင့်60ရှင်နှစ်ယောက်တို့ရဲ့တိုက်ပွဲဟာလောကကြီးတစ်ခုလုံးကိုတုံလုံးမြည်သွားစေတဲ့အထီကိုဖြစ်သွားစေခဲ့ပြီးသူတို့စီကထုတ်လွှတ်လိုက်တဲ့ aura တစ်ချက်ကတော့အနီးနားကအဆင့်60ဝိညာဉ်ရှိတဲ့ဝိညာဉ်ဆရာမန်သမျှကိုတေးကြီးပျက်စီးစေဖို့ကောင်းကောင်းကြီးလုံလောက်ပါတယ်မြေဝိညာဉ်လေးလက်နဲ့ပြိုင်ပွဲကြီးမှာတော့ကျဲယူလင်ဟာရောရဲ့ဝိညာဉ်လေးဖန်တီးပုံကိုအသေးသေးလေ့လာနေခဲ့ပြီးနေနေကိုဝေးလှုပ်ဆောင်နေတဲ့ဟန်ပန်ကိုကြီးကထင်းတလောက်လဲထူးချွန်သူမဟုတ်ကြောင်းသုံးသက်ကရှီထန်းရန်ရဲ့အမြင်များလွှဲချော်နေတာလားလို့တော့တန်ရဝင်နေခဲ့ပါသေးတယ်။တကယ်တော့တစ်ဖက်မှာသူ့ရဲ့စိတ်ဝိညာဉ်ကိုပါတစ်ခုကိုဖန်တီးပြီးဝန်တုံးတို့နဲ့အတူစစ်စင်ရဲကိုအကောင့်တွေဖော်ဖို့လှုပ်ထားခဲ့တာကြောင့်မို့အခုလိုမျိုးပြိုင်ပွဲကြီးကိုအာအောင်ဆူးဆိုင်နေစွမ်းဂျော်နေနေခဲ့တာပဲဖြစ်ပါတယ်။ဝန်တုံးတို့ကအခုလိုမျိုးစိတ်ဝိညာဉ်ကိုယ်တဲ့တစ်ခုကိုပါဖန်တီးနိုင်နေပြီဖြစ်တဲ့ရောရဲ့စွမ်းရည်ကိုအတော်လေးကိုအံ့အားသင့်နေမိခဲ့ကြပြီ။ရောကတော့လက်ရှိသူ့ရဲ့စိတ်ဝိညာဉ်ကိုယ်တွေဟာ
တိုက်ခိုက်တဲ့စွမ်းမရှိတဲ့နံဝင်းကြီးရုပ်သက်သက်ပဲဖြစ်တာမို့ကျန်တဲ့ကိစ္စအများစုကိုတော့တကယ်ကြီးတွေကပဲအများဆုံးစွမ်းဆောင်ရမှာဖြစ်ကြောင်းရှင်းပြခဲ့ပြီးသူတို့ရဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ဖို့လုပ်ကြပါတယ်။တွိုင်းလိုင်းနဲ့စွမ်းကြီးဖောင်းသူတို့ရဲ့တိုက်ခိုက်တံကိုကြားနေရတဲ့ရော့ဟာအင်အားကြီးသူတွေဘလို့ပဲပုံတိုက်ခိုက်ကြသလဲဆိုတာကိုသိဉ္စိတ်တွေပြင်းပြနေခဲ့ပြီးသူတို့မှအရန်ကိုအရေးကြီးတဲ့တောင်းမရှိလို့သာဆန္ဒကိုထိန်းသိမ်းပြီးမျက်နှာလွှဲထားခဲ့ရတာပဲဖြစ်ပါတယ်။ရော့တို့သွားနေတဲ့နေရာကတော့စက်ရှိသတင်းပေးထားတဲ့နေလာတိုင်းပြည်ရဲ့တရားမွန်ရှားပါတထုနဲ့လက်နက်အများများသိမ်းဆည်းထားတဲ့နေရာပဲဖြစ်ပါတယ်။ကံကောင်းကျင်တော့အဆိုပါနေရာကိုစောင့်ကြည့်နေတဲ့အဓိကတာဝန်ရှိသူလီချုံဆိုသူဟာအပြင်မှာရုံရင်းဆန်ကပ်ဖြစ်နေတာကိုကြားသိပြီးဖြစ်တာကြောင့်သူ့ရဲ့လက်အောင်ငယ်သားတွေကိုပါတော့ကပွဲလန်တုံဖြောင်းဝင်ခင်းပြီးကြားကြောင်အကျိုးမြတ်ရယူဖို့ကြံနေခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမြင်ကိုတစ်ချိန်လုံးစိတ်ဝင်ကြီးထောင်လန်းခြင်းနဲ့အာယုံခံနေတဲ့ရော့တယောက်ကောင်းကောင်းကြီးမြင်လိုက်ရတာမို့ချုံအားကိုဆေလိုပြီးအကြံသမားလီချုံကိုတွားရောက်လှုပ်ကြံခိုင်းခဲ့ပါတယ်။ချုံကလှုပ်ကြံပြီးတာနဲ့သူတို့တွေတူလောင်ကန်းတွေကိုဝင်ရောက်ခဲ့ကြပြီးဗလာဟင်းလင်းဖြစ်နေတဲ့တူလောင်ကန်းရဲ့ပုံစံကြောင့်အနှဲငယ်အကြောင်းရိုက်သွားခဲ့ပါတယ်။ဒါနဲ့ပဲရော့ဟာသူ့ရဲ့စိတ်ဝင်ကြီးထောင်လန်းခြင်းနဲ့ထောင်လန်းလိုက်ပြီးနောက်ကွယ်မှာဝုံမောက်ထုရှိနေသေးတာကိုတွေ့လိုက်ရတာကြောင့်သူတို့တွေရှိတဲ့ကိုပဲဆက်လက်ရှောင်လိုက်ရင်လှုပ်ဖို့ဝုံမောက်ကနေတဆင့်လုံလောင်ကန်းကြီးရဲ့အတွန်းနဲ့ထဲကိုတွားရောက်ခဲ့ကြပါတယ်။လက်ဖက်ပြိုင်ပွဲကြီးမှာလည်းတခြားသောပြိုင်ပွဲတွေအားလုံးဦးတိုင်အစီအရင်ကိုရေးဆွဲနေကြပြီးဆိုပေမဲ့လက်နက်အပြင်ကိုယ်တဲ့ကုန်းကိုတနားရီလောက်အချိန်ပေးပြီးလှုပ်ဆောင်နေတဲ့ရော့ရဲ့ရွေချက်ကိုဘလုံးမကိုနားမလည်နိုင်ဖြစ်နေခဲ့သလိုသူ့ရဲ့အပြင်မှာတော့ရော့ဟာ overrated ပေးထားခံရတဲ့တာမန်ရှင်းလောက်သာရှိတဲ့ဝင်းကြီးပညာရှင်တယောက်သာတတ်မှတ်ထားခဲ့ပါတယ်။အဲ့နောက်မှာရှိစေမာမေအဖွဲ့ရဲ့အငယ်သားတယောက်ဟာမာမေရဲ့ဒူကောင်းဆောင်စီကိုလာရောက်ပြီးနန်းတော်မှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေအကြောင်းကိုလာရောက်တင်ပြခဲ့ပါတယ်။လူကောင်းဆောင်ကတော့သူတို့တွေခံမှန်းပြီးသားကိစ္စဖြစ်တာမို့အောင်ဆက်စရာမလိုကြောင်းပြန်ပြေနေခဲ့ပေမဲ့သူတို့ပြောသမျှစကားတွေအားလုံးကိုစိတ်ဝင်ကြီးထောင်လန်းခြင်းနဲ့အဆက်မပြတ်ထောင်လန်းနေတဲ့ရော့ကကြားသိနေခဲ့ရတာမို့ပြမြတ်ဝင်းကြီးသခင်အဖွဲ့အစည်းပါဝင်မပတ်သက်လာခင်မှာပဲပြန်ပွဲကိုမြဲမြဲဆက်ဆက်လက်ဆတက်ပြီးတခြားသောသူတွေနဲ့အမြန်ပူးပေါင်းမှုစိုင်းပြင်းရပါတော့တယ်။ဆိုလန်တူဝီကအပိုင်း68ကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်လာမယ့်အပိုင်းမှာလုံချောင်းရောင်နဲ့ရွှေလောင်တို့ရဲ့အကျိန်နဲ့တိုက်ပွဲကိုရှုစားရမှာဖြစ်တယ်ပြီးတခြားတစ်ဖက်မှာလည်းတိတ်ဆိတ်မစ်ရှင်တစ်ခုကိုထမ်းဆောင်နေခဲ့ကြတဲ့ရော့တို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားလိမ့်မလားဆိုတာတွေကိုကြည့်ရှုခံစားရမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်မကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါရသည်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ